Katila Tampano saya kujendila rene piso ame sore apai kujendila piso ame tho kujendila piso ne sore theme etis sore chinwon ni di lo denna ne lo denna ri twa denna ne twa dennaအစုံပါဝင်ပြီးတော့ရှင်းလင်းပြထားတာဖြစ်တယ်ပေါ့ဒုတိယကအိန္ဒြိယေတုခုတ်တာထွာရောအိန္ဒြိတကားကိုလုံညုံအောင်ထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတဲ့ဒုတိယကျင့်စဉ်ဒါကတော့သီလခိုင်မြဲဖို့အတွက်ဘုဒ္ဓမရေးကြည့်တဲ့အချက်တစ်ခုဖြစ်တယ်ပေါ့နံပါတ်1သီလဆိုတာကကာယကံဝစီကံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ဝိတိတ်ကမလို့ခေါ်တဲ့ကိလေသာကျွလွန်လာတဲ့ကိလေသာကျွလွန်စေကြောင်းဖြစ်တဲ့ကိလေသာကာယကံဝစီကံကိုထိမ့်သိမ်းခြင်းအပြင်ကိလေသာကိုနှိပ်ကွက်တဲ့ခြင်းစင်ပါပဲအိန္ဒြိယသံဝရအိန္ဒြိယေတုခုတ်တတော်ရဆိုတာကြတော့တတိနဲ့ပတ်သက်တယ်တတိဟာအဗ္ဗဓမ္မရေးကြည့်လို့ကာယကံဝစီကံသီလထိမ့်သိမ့်ပြီးတဲ့နောက်မှာစိတ်ပိုင်းဆိုင်ရာကနေစပြီးတော့အခြေခံကြကြတတိထားလိုက်မယ်ဆိုရင်ကာယကံဝစီကံထိမ့်သိမ့်မှုဟာပို့ပြီးတော့ပြည့်စုံနိုင်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့ကျင့်စဉ်ဆိုတာဟာအလုံးသိရှိနားလည်ထားကြရမှာကတော့ဘာအတွက်လှုပ်တာလဲလောကမှာဒုက္ခဆိုတာကိုဘယ်သူကဖန်တီးနေတာလဲဘဝကြီးကိုဘယ်သူကဖန်တီးနေတာလဲအဲ့ဒီဘဝဒုက္ခကိုဖန်တီးနေသူဟာဘုရားရဲ့ဆုံးမအရာဆိုရင်ကံနဲ့ကိလေသာပဲဖြစ်တယ်ကံတရားနဲ့ကိလေသာဒီနှစ်ခုပေါင်းစပ်ပြီးတော့လူတွေဒုက္ခဒုက္ခရောက်ဖို့ဖန်တီးနေတယ်ဆိုတာဒါအဓိကအခြေခံအဖြစ်သိထားရမှာကံနဲ့ကိလေသာသည်ဘဝဒုက္ခကိုဖန်တီးနေတာဖြစ်တယ်ပဋိစ္စသမုပ္ပါရှုထောင့်ကနေပြောမယ်ဆိုလို့ရှိရင်အဝိဇ္ဇပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတဲ့ဒီအချက်လေးကိုကြည့်အဝိဇ္ဇဆိုတာကိလေသာသင်္ခါရဆိုတာကံအဲ့ဒီကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ဝိညာဏဆိုတဲ့ပရိသေတွေကိုဖန်တီးကြတာပဲနောက်ပရိစ္ဆေသမုပ္ပါဒုတိယပိုင်းကိုကြည့်လိုက်မယ်ဆိုရင်တဏှာပစ္စယဥပါရဏဥပါရဏပစ္စယဘဝပစ္စယဇာတိဆိုတဲ့အပိုင်းလေးကိုကြည့်လိုက်တဏှာရဲ့ဥပါဒံရဲ့ဒီနှစ်ခုကခိလေသာဘဝဆိုတာကမ္မဘဝကိုယူတဲ့အခါမှာကံအဲ့ဒီမှာလည်းပဲကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ဇာတိဆိုတဲ့ဘဝကိုဖန်တီးပြန်တာပဲဖြစ်တယ်အဲ့တော့ဘုန်းကြီးတို့တွေသဘောပေါက်ထားရမှာတော့တို့တွေကြုံတွေ့နေရတဲ့ဘဝဒုက္ခကြီးကိုဘယ်သူကလုံနေတာလဲဘယ်သူကဖန်တီးနေတာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကံနဲ့ကိလေသာကလုံနေတာကံနဲ့ကိလေသာကဖန်တီးနေတာအဲ့ဒီကံကိလေသာနှစ်ခုပေါင်းစပ်ပြီးတော့ဖန်တီးနေတဲ့အထက်မှာဘယ်သူကအဓိကကြလဲလို့ဆိုရင်ကိလေသာကအဓိကကြတာကိလေသာကအဓိကကြလို့
ကိလေသာကိုဖယ်ဖို့လမ်းစဉ်တစ်ခုချမှတ်ရတာဖြစ်တယ်ကိလေသာဖယ်လိုက်ရင်ကံတရားအလိုလိုဖယ်ရှားပြီးသားဖြစ်တယ်ဒါကြောင့်မို့ကိလေသာကအဓိကတခါအဲ့ဒီကိလေသာထဲမှာလည်းပဲဘသူကအဓိကလဲလို့ဆိုရင်ပရိစ္ဆေသမုပ္ပါဒ်နဲ့ပြောမယ်ဆိုရင်အဝိဇ္ဇာနဲ့တဏှာပေါ့ပရိစ္ဆေသမုပ္ပါဒ်ရှေ့ပိုင်းမှာအဝိဇ္ဇာဆိုတဲ့ကိလေသာပရိစ္ဆေသမုပ္ပါဒ်နောက်ပိုင်းမှာကျတော့တဏှာဆိုတဲ့ကိလေသာအဲ့ဒီကိလေသာတစ်ခုကအဓိကဖြစ်တယ်အဲ့ဒီထဲမှာလည်းပဲသစ္စာရှုထောင့်ကပြောလိုက်မယ်ဆိုရင်အဝိဇ္ဇာကဖုံးကွယ်ယုံဖုံးကွယ်ပေးတာဖြစ်တယ်အဓိကလက်တဲ့ကတဏှာဖြစ်တာမို့ဒုက္ခသမုဒယတဏှာသစ္စာရှုထောင့်ကရှိတဲ့အခါကျတော့အဓိကတဏှာတစ်ခုတည်းကိုပဲပြောလိုက်တာအနေကဇတိတန္တရံတဏ္ဍဝိတံအနိပိတံဆိုတဲ့ထဲမှာလည်းပဲမြတ်စွာဘုရားကတဏှာကိုဂဟကာရခန္ဓာအိမ်ဆောက်လုပ်သူအဖြစ်ဖော်ပြထားတာရှိတယ်သစ္စာတရားတော်မှာဆိုရင်ယာယံတဏှာပောတုဘဝိကသစ္စာမှာတဏှာကိုပောတုဘဝိကဘဝကိုဖြစ်စေတယ်လို့ထပ်ပြီးတော့ပုဏ္ဏဘဝထပ်တလဲလဲဒီဘဝပြီးနောက်ဘဝနောက်ဘဝပြီးနောက်ဘဝနဲ့ဆိုပြီးတော့ပုဏ္ဏဘဝတွေမပြတ်အောင်ထပ်ပြီးတော့ဘဝတွေကိုဖန်တီးပေးနေတဲ့အကြောင်းတရားဟာတဏှာပဲလို့အဲ့တော့ကိလေသာထဲမှာအဓိက point out လုပ်ပြတာအဲ့ဒါဗုဒ္ဓဘာသာရဲ့မြတ်စွာဘုရားဟောတဲ့ကျင့်စဉ်မှန်သမျှပြစ်မှတ်ကတော့အဲ့ဒီဘဝကိုဖန်တီးနေတဲ့ကိလေသာတွေကိုဖယ်ရှားဖို့ပဲအဓိကအဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်နော်တို့တွေကျင့်နေတာပြစ်မှတ်ကဘာတူလဲဘယ်ဟာလဲဆိုလို့ရှိရင်ကိလေသာပဲဖြစ်တယ်ကိလေသာကျိန်းသွားရင်ကံနဲ့ကျိန်းသွားတယ်ဒါကြောင့်မို့လို့ကိလေသာဖယ်ရှားရေးလမ်းစဉ်စိတ်ဖြူစင်အောင်ထားဆိုတာလေကိလေသာဖယ်ရှားတာကိုပြောတာတမန်အယတ်သားတွေပြောတဲ့စိတ်ဖြူစင်မှုဆိုတာပေါ်ရန်လေးပြောတဲ့စိတ်ဖြူစင်မှုတကယ်စိတ်ဖြူစင်မှုဆိုတာကိလေသာကင်းမှစိတ်ဖြူစင်တာအဲ့တော့အဖြူစင်ဆုံးစိတ်ကိုပြောပါဆိုလို့ရှိရင်အရဟတမေစိတ်တို့အရဟတဖို့စိတ်တို့အဖြူစင်ဆုံးကျန်တဲ့စိတ်တွေကဒီလောက်ဖြူစင်တယ်လို့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုကိလေသာတွေရှိနေသေးတယ်။အဲ့တော့ဘုန်းကြီးတို့တွေတရားကျင့်ကြတယ်ဆိုတာဘာအတွက်ကျင့်တာလဲလို့ဆိုရင်ကိလေသာဖယ်ရှားဖို့ကျင့်တယ်။ကိလေသာကိုဘာကြောင့်ဖယ်ရှားကျင့်တာတော့ဆိုဘဝဒုက္ခတွေကိုဖယ်ရှားကျင့်လို့ကိလေသာဖယ်ရှားမှဘဝဒုက္ခတွေဖယ်ရှားဘဝဆိုတာဒုက္ခမဟုတ်ဘူးဒုက္ခဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကဘဝရလာတာဒုက္ခရလာတယ်လို့ပဲဟောတာခန္ဓာ၅ပါးနဲ့ကြည့်မယ်ဆိုရင်ဘဝဆိုတာခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုကိုဘဝလို့ခေါ်တာပဲတခြားခေါ်စရာမရှိဘူးခန္ဓာ၅ပါးရလာတာကိုပဲခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုကိုပဲဥပပတ္တိဘဝလို့ပရိစ္ဆေသမုပ္ပါဒ်မှာလို့သုံးတာအဲ့တော့ဘဝရလာတာဟာဒုက္ခရလာတာဖြစ်တယ်အဲ့တော့ဒီဘဝကိုဖယ်ရှားခြင်းလို့ရှိရင်တိုက်ရိုက်ကြီးဖယ်ရှားလို့မရဘူး။အမှားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်လူတွေကဘဝမှာဒုက္ခတွေကြုံတဲ့အခါသိရင်အေးတယ်ဆိုပြီးတော့ဆုစိတ်လောက်ကြတယ်ကိုယ့်ကိုယ်တတ်သိကြတယ်။အေးမလဲဒီဘဝပြီးဒီတဲ့ဆိုတဲ့နောက်ဘဝတစ်ခုရောက်လာအောင်မှာဘဝဟာပြတ်မှာမဟုတ်အဲ့တော့ဘဝကို
ဖယ်ရှားခြင်းနဲ့ဆိုလို့ရှိရင်တော့ဘဝကိုဘယ်သူကနေပြီးတော့ဖန်တီးနေတာလဲဆိုတဲ့တရားခံကိုရှာဖို့လိုတယ်အဲ့ဒီတရားခံကဘယ်သူတော့ဆိုကိလေသာပဲဖြစ်တယ်ကိလေသာတွေမှာအဓိကတရားခံကဘယ်သူတော့ဆိုရင်တဏှာပဲတဏှာလို့ပြောလိုက်ရင်ဉာဏ်နဲ့ကိလေသာတွေမပါဘူးလို့ဒီလိုပြောတာမဟုတ်ဘူးခေါင်းတက်ပြီးတော့ပြောတာဒါကိုပရဏနီးလို့ခေါ်တယ်အဓိကပရဏကိုပြောလိုက်လို့ရှိရင်နောက်ဟာတွေပါသွားတယ်ဥပမာမဲ့ခုခေတ်နဲ့ပြောမယ်ဆိုရင်သမထကြီးကြွလာပါတယ်လို့ပြောမယ်ဆိုရင်သမထတယောက်တည်းမလာဘူးသူကိုရန်တော်တွေပါတယ်သူနောက်လိုက်လောက်ပါတွေကုန်ပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကိုထဲ့မပြောအဲ့ဒါကိုပရဏနီးလို့ခေါ်တယ်အဓိကတူပဲပြောလိုက်တာကျန်တဲ့တွေကအလိုလျောက်ပါသွားတယ်အဲ့လိုပဲတဏှာလို့ပြောလိုက်လို့ရှိရင်ကျန်တဲ့ကိလေသာတွေအကုန်ပါလာတယ်တဏှာဖယ်လိုက်ရင်လည်းကျန်တဲ့ကိလေသာတွေအကုန်ဖယ်ပြီးသားဖြစ်တယ်အဲ့တော့သေခပฏิပဒါဆိုတာဘဝဒုက္ခတွေကလွတ်မြောက်ဖို့အတွက်မပြောင်းလဲတဲ့ရိုးရှင်းတဲ့ရဗုဒ္ဓရဲ့တခုတည်းသောကျင့်စဉ်ကြီးပါပဲဧကယနောယမေခောလို့ဆိုတဲ့ဒီကျင့်စဉ်ဟာလည်းပဲကိလေသာဖယ်ရှားတဲ့ကျင့်စဉ်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားဘာသာရေးအနေနဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုကျင့်ပြီးဆိုရင်ကိလေသာတွေကိုအစဉ်စဉ်ဖယ်ရှားသွားဖို့လိုအပ်တယ်ကိလေသာကြောင့်ဖြစ်ပေါ်လာတဲ့ကာယကံတောင်းညံ့မှုဝစီကံတောင်းညံ့မှုကိုသီလနဲ့ဖယ်ရှားလိုက်ထိန်းချုပ်ပေးတာအဲ့ဒါထိန်းချုပ်ပြီးတဲ့အခါမှာရှင်တွင်နှလုံးထဲပါကိလေသာဖြစ်မလာအောင်တတိနဲ့မျက်စိတကားနားတကားနှာခေါင်းတကားလျှာတကားကာယတကားမနတကားလို့ဆိုတဲ့အာယုန်ဒီဝိညာဉ်ထွက်ရသို့မဟုတ်စိတ်ကအာယုန်နဲ့ဆက်သွယ်ရအဲ့ဒီတကားပေါက်တွေကိုစိတ်နဲ့အာယုန်နဲ့ဆက်သွယ်တဲ့အခါမှာကိလေသာပါမလာအောင်စစ်ထုတ်ဖို့လိုတယ်မှန်တော့အာယုန်ကိုမဝင်အောင်တားတာမဟုတ်ဘူးအာယုန်ပေါ်မှာစိတ်ကတွေ့တာတဲ့လောဘမဖြစ်ဘူးမုန်းတိတဲ့ဒေါသမဖြစ်ဘူးအဲ့ဒါကိုစစ်ထုတ်တာနော်တကားဆိုတာကတော့ဝင်သူထွက်သူကတော့အသုံးပြုရမှာပဲတကားပိတ်ထားလို့တော့မရဘူးအဲ့ဒီအခါမှာစစ်ဆေးပြီးတော့ဝင်တဲ့ပုဂ္ဂိုလ်ဝင်ရမယ်မဝင်တဲ့ပုဂ္ဂိုလ်မဝင်ရဘူးဘသူတွေကိုဖယ်ရှားမှလဲဆိုရင်စိတ်ထဲမှာအာယုန်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့လောဘဒေါသဒီကိလေသာတွေမဝင်အောင်ထိမ့်သိမ့်တာကိုဣန္ဒြိယတုဂုဋ္ဌတော်ရောလို့နံပါတ်2ကျင့်စဉ်ကဒါသီလကိုထောက်ကူပြုတဲ့ကျင့်စဉ်ပဲတတိနဲ့ထိမ့်သိမ့်ဆောင်ရှောက်တာအဲ့တော့တရားကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒါကိုမထိမ့်သိမ့်ပဲနဲ့တရားပဲထိုင်နေဆိုပြီးတော့ထိုင်နေလို့မရဘူးနော်တတိထားဖို့ရကအချိန်မရွေးကိုမျက်စိဖွင့်လိုက်တာနဲ့အဆင်းအယုံတွေဝင်လာမယ်နားဆွင့်လိုက်တာနဲ့အတန်တွေဝင်လာမယ်ဝင်လာတဲ့အဆင်းအယုံအတန်အယုံတွေပေါ်မှာစောင့်ကြည့်ရမှာပါတော့ဆိုရင်အဲ့ဒီပေါ်မှာစိတ်ကလေးလို့ဆိုပါစို့စိတ်ထဲမှာတဏှာဖြစ်လာသလားတဏှာဝင်ပူးလာသလားသို့မဟုတ်မကျေနပ်တဲ့ဒေါသဝင်ပူးသလားအာယုံလာလို့ရှိရင်ကိုကြိုက်ရင်လောဘမကြိုက်ရင်ဒေါသဒီလိုလာတာကိုအဲ့တော့လောဘဒေါသမဖြစ်အောင်တတိကနေပြီးတော့သူတို့ထိမ့်သိမ့်ပေးနေတာအဲ့တော့ထိုင်းနေတာပဲဖြစ်ဖြစ်သွားနေတာပဲဖြစ်ဖြစ်အိတ်နေတာပဲလျှောက်နေတာပဲဖြစ်ဖြစ်လျှောက်ထိုင်ရသွားဣရိယာပု၄ပါးလုံးမှာအာယုန်နေရာကိုဒီဒွါရတွေနဲ့လာရောက်ပြီးတော့ဆက်သွယ်နေကြတာဖြစ်လို့ဆက်သွယ်နေတဲ့အချိန်တိုင်းကိုတတိထားပြီးတော့စောင့်ကြည့်နေတာဣန္ဒြိယတုဂုဋ္ဌဒွါရလို့ခေါ်တယ်အဲ့ဒီမှာတတိလေးကလွတ်သွားလိုက်တာနဲ့တပြိုင်နက်
နေတဲ့ဆရာအာယုံဆိုရင်လောဘဝင်လာပြီမကြိုက်တဲ့အာယုံဆိုရင်ဒေါသဝင်လာတယ်အမှန်မသိဘူးဆိုရင်မောဟကတိတ်တိတ်လေးဝင်သူကုတ်တာတော့ဒီပုံစံကိုပြောတာအဲ့တော့ဒီနှစ်ခုနဲ့တည်းမဲ့လောကမှာအတော့ကိုကောင်းတဲ့လူကောင်းသူကောင်းလို့ဆိုရတဲ့အဆင့်မျိုးကိုရောက်သွားပြီလောကတော်ကိုထိန်းနိုင်ပြီဆိုရင်လူတွေမှာဟာတကယ်လူတော်ပဲတကယ်လူကောင်းပဲထိတဲ့အဆင့်နေတာတောင်မှပဲကိုချင်းသီလလေးကောင်းတာတော့မဟုတ်သူတော်ကိုမညှင်းဆဲတာမနှိပ်စက်တာမစော်ကားတာဆိုတာလေးတွေကိုကြည့်ပြီးတော့လူကောင်းလို့သတ်မှတ်နေချပြန်အခုဟာကတော့လူကောင်းထဲမှာတကယ်ကောင်းတဲ့ perfect ဖြစ်တဲ့တကယ်လူကောင်းပဲသီလတမ္ပနောဆိုတဲ့နံပါတ်1အချက်နဲ့ပြည့်စုံမယ်အိန္ဒြိယသူဂုဏ္ဍဒွါရဆိုတဲ့ဒုတိယအချက်နဲ့ပြည့်စုံမယ်ဆိုတကယ်လူကောင်းဖြစ်သွားတယ်တကယ်သူရောစင်ဆိုတာအဲ့ဒီချက်မှာသူရောစင်လို့ပြောကာယကံဝစီကံလည်းလုံယုံနေစိတ်ကိုလည်းထိမ့်သိမ့်ထားတယ်သို့တော့မပွေးခပိုက်ပိုက်ထားသလိုသူ့ရင်ထဲမှာတော့ကိလေသာတွေကရှိနေသေးတယ်သူ့လုပ်ငန်းဟာမပြီးသေးဘူးလို့ပြောအဲ့ဒီရင်ထဲမှာရှိနေတဲ့ဆိုလိုတာကတော့အဲ့ဒီကိလေသာတွေဟာ positive ဖြစ်နေတယ်လို့ပြောကြပါစို့အဲ့ဒီ positive ဖြစ်နေလို့ရှင်အနေကြီးကအချိန်ပြေးလာနိုင်တယ် negative ဖြစ်အောင်လုပ်ရမှာခဏခေတ်ကတော့ကိုရိုနာဗိုင်းရပ်စ် COVID-19 ခေတ်မှာဆိုရင်တော့ဒီစကားနှစ်ခုကရှေ့တန်းရောက်လာ positive နဲ့ negative ဆို negative ဆိုရင်လူတွေကဝမ်းသာနေကြတယ်တကယ်ကတော့ကိလေသာ negative ဖြစ်မှဝမ်းသာရမှာပို့ပြီးတော့နော်ကိုယ့်ရင်ထဲမှာကိလေသာတွေကဒီ COVID negative ဖြစ်ပေမဲ့လို့ကိလေသာတွေ positive ဖြစ်နေသေးတယ်ဆိုတာကိုသတိထားဖို့လိုရတယ်ပေါ့အဲ့ဒီကိလေသာတွေ positive မဖြစ်အောင်တို့တွေကပိုအရေးကြီးနေတယ်ဟုတ်ပြီဒီကျင့်စဉ်တစ်ခုနဲ့အတော်အတန်ထိမ့်ချုပ်ထားလိုက်ပြီထိမ့်ချုပ်ထားပြီးတော့နောက်ထပ်ဝင်ပေါက်တစ်ခုကအရေးကြီးတဲ့ဝင်ပေါက်တစ်ခုကပါတော့ဆိုတာနံပါတ်3မှာအဲ့ဒီဝင်ပေါက်ပိတ်ဖို့သူကြတော့ပညာနဲ့အသုံးချရမှာဖြစ်တယ်တတိနဲ့နေမရပညာနဲ့ပါအသုံးချဖို့အဲ့ဒီနံပါတ်3ကျင့်စဉ်ကိုဒီကနေ့ရှင်းပြီးတော့ပြောအောင်ဘောဇနိမတ္တညူဟောတိဘောဇနိစားသုံးတဲ့အစာအာဟာရကိုစားသုံးတဲ့အခါမှာမတ္တညူအတိုင်းတာပမာဏကိုသိသူဖြစ်ရမယ်မတ္တညူဟောတိအတိုင်းတာပမာဏသိသူဖြစ်ရမယ်ဒီကျင့်စုတို့တွေကနေ့စဉ်နဲ့အမျှအစာစားနေကြရတယ်အစာမစားရင်လည်းအသက်ရှင်မှာမဟုတ်ဘူးအစာနဲ့မကင်းနိုင်ကြဘူးဒါကြောင့်မို့ဘောဇနိမတ္တညူစားတဲ့တောက်တဲ့အခါမှာပမာဏကိုသိသူဖြစ်ရမယ်ဆိုဘယ်လိုသိသူဖြစ်တယ်လဲဆိုအဓိပ္ပာယ်ရှင်းလင်းဖို့လိုအပ်တယ်ပေါ့အဲ့ဒီအမှာရှင်အနန္ဒာရှင်းပြတာလေးကိုပထမပြောအောင်ပါဠိတော်တွေထဲမှာလည်းပဲဒီတိုင်းပဲရှင်းပြတယ်အစာစားတဲ့အခါမှာအတိုင်းအတာပမာဏကိုသိတယ်ဆိုတာဘာပြောတာလဲလို့ဆိုရင်အကျိုးအပြစ်ကိုဆင်ញင်စဉ်းစားပြီးကိုယ့်ရင်ထဲမှာရာသတဏှာကစတဲ့ကိလေသာတွေမဖြစ်အောင်စားတတ်တာကိုဘောဇနိမတ္တညုတာလို့ခေါ်တယ်မတ္တညုလို့ခေါ်တယ်ဟောဝိတ္တမဆိုလို့စာလျှော့စားတာပြောတာမဟုတ်ဘူးဝိတ္တမဆိုလို့စာလျှော့စားတာမျိုးဒါပြောတာမဟုတ်ဘူးအတိညာနဲ့စားပါလို့ဆိုလို့တဲ့မတ္တညုဆိုတာသိရသိတယ်ဆိုတာဒီကိုယ်စိတ်ထဲမှာ
အစာနဲ့ပတ်သက်ပြီးတော့ကိလေသာမဖြစ်အောင်သိရမယ်လို့ဆိုလို့ဆိုလိုတာဖြစ်မဖြစ်သိနေရသိအောင်လုပ်အောင်သိအောင်လုပ်ပြီးကိလေသာမဖြစ်အောင်စားရမယ်ဒီလိုဆိုလို့တယ်နော်အဲ့ဒီမှာအခြေခံကြကြအနေစပြီးတော့ရှင်းပြတာလေးလည်းရှိဒီမှာတော့ပစ္စုပ္ပခဏဆင်ញင်ပြီးတော့စားတယ်ဆိုတဲ့စားပုံစားနည်းလေးကိုပြောပြပဋိသင်္ခါယောနိသောအာဟာရအာဟာရေတိဆိုတဲ့စကားစမြတ်ဗုဒ္ဓရဲ့တပိတာဝကဟာအာဟာရကိုစားတဲ့အခါမှာမှန်ကန်တဲ့အကြောင်းတရားတွေနဲ့ဆင်ញင်သုံးသပ်ပြီးတော့မှန်မှန်ကန်ကန်ဆင်ញင်သုံးသပ်ပြီးတော့အစာစားတယ်ဆင်ញင်သုံးသပ်မှုဆိုတာအဓိကဘာကိုပြောရတော့ဆိုအစာဘာလို့စားရတော့အချင်းချုပ်ပြောမယ်ဆိုရင်အစာကိုငါတို့ဘာလို့စားရတော့ခန္ဓာကိုယ်တည်တတ်မှုတရားဓမ္မကျင့်သုံးနိုင်မှုအဲ့တော့အဓိကကြီးမှန်ချက်ကတရားဓမ္မကျင့်သုံးနိုင်မှုကုသိုလ်တရားပြုလုပ်နိုင်မှုဟာဒါအဓိကဖြစ်တယ်ဒါအစာစားခြင်းရည်ရွယ်ချက်နောက်ရွှေလေးပြောတဲ့ရည်ရွယ်ချက်ကတော့ဘာလို့ဆိုအစာမစားရရင်လူဟာအသက်မရှိဘူးအဲ့တော့အသက်ရှည်တည်တံ့ပြီးကောင်းတဲ့အလုပ်တွေလုပ်နိုင်ဖို့ဆိုတာဒီအစာစားခြင်းရဲ့ရည်ရွယ်ချက်ကဘာလို့ဆိုအသက်ရှည်ဖို့အသက်ဘဝမှာယက်တည်နိုင်ဖို့အတွက်စားတယ်ယက်တည်ဖို့စားတယ်အဲ့ဒီယက်တည်ဖို့လို့ဆိုတာဟာအစာကနေအထောက်အကူပြုတယ်ဆိုတော့အကျိုးတရားကိုဆင်ញင်သုံးသပ်ပြီးတော့စားခြင်းပဲဖြစ်တယ်နော်အဲ့လိုဆင်ញင်လိုက်ရင်ဘာဖြစ်တော့ဆိုရင်ကြိုက်လို့စားတာမဟုတ်ဘူးဝါခြင်းလို့စားတာမဟုတ်ဘူးလှခြင်းလို့စားတာမဟုတ်ဘူးခန္ဓာကိုယ်အစာမစားရင်အသက်ရှိနိုင်ဘူးစားမှအသက်ရှိပဲဆိုရယ်ဒီရွယ်ချက်ဟာအမှန်တမ်းရိုးရှင်းပြီးတော့အကျိုးသက်ရောက်မှုများစွာရှိတယ်ဘယ်လောက်ထိအောင်အကျိုးသက်ရောက်တော့ဆိုရင်အစာမစားရင်အသက်ရှိနိုင်ဘူးအစာစားရမယ်ပြီးတော့ကိုယ်မှတဲ့တာစားမှကျမ်းမှမယ်ဒီဟာလေးတွေသိတာကစပြီဘယ်လောက်ရိုးရှင်းအဲ့ဒီရိုးရှင်းတာဟာဘာမှဒီအတွေးလေးကဘာမှအကျိုးမပြုဘူးလို့ထင်ကောင်းထင်လိမ့်မယ်များစွာအကျိုးပြုတယ်လောကလူတွေကြိုက်လို့စားတာတဲ့မတဲ့ကြိုက်လို့စားကြိုက်ရင်တဝါတပြေးစားကြတယ်မကြိုက်ရင်လက်တော့မကြည့်ဘူးမကြိုက်ရင်ကြိုက်တဲ့အစာရှာစားတယ်တက်ရှိဖို့မဟုတ်တော့ဘူးရှာပေါ်မှာအရသာခံမှုဖြစ်သွားတယ်ကြည့်နေရည်ရွယ်ချက်ကပြောင်းသွားတယ်ဒါရှောက်လူတွေအစာစားနေတာဘာအတွက်စားနေကြတာတော့ဆိုတက်ရှိဖို့စားတယ်ဆိုတဲ့အကျိုးကိုကြော်လွန်ပြီးတော့ဘာအတွက်စားနေကြတော့ကြိုက်လို့စားတာအရသာခံခြင်းလို့စားတာမျိုးစုံအဲ့တော့ဘာတွေဖြစ်လာတော့ဆိုအစာကိုအမျိုးစုံတွေချဲ့လာပြီးတော့ချက်ပြုတ်တဲ့နီးတွေတဲ့ recipe တွေအများကြီးဖြစ်လာပြီးတော့နော်ခွီစိန်တွေကိုလူမျိုးချက်တဲ့ဟာတွေမကောင်းသူများလူမျိုးချက်တဲ့အစားကဘာမှအစားတွေအများကြီးတွေဖန်တီးလာကြတယ်အဲ့ဒါတွေကကျမ်းမာရေးအတွက်ဖန်တီးတာမဟုတ်ဘဲနဲ့လူတွေရဲ့တတ်မဲ့မှုအတွက်ဖန်တီးတာတွေများဖန်တီးလာကြတယ်ခဘာလှဲ့ပြီးတော့ကောင်းတဲ့အစာတွေစားနေကြအဲ့တော့အသက်ရှည်ဖို့စားတယ်ဆိုတော့ရည်ရွယ်ချက်တဲ့ကြော်လွန်နေတယ်လို့သူတို့ပြောများစွာကြော်လွန်သွားပြီအဲ့တော့များစွာကြော်လွန်တော့ဘာဖြစ်လဲဆိုတဏှာတွေတိုးပွားလာရာသတဏှာတွေတိုးပွားတဏှာတွေတိုးပွားတော့ဘာဖြစ်တယ်ကိလေသာတွေတိုးတာပေါ့ကိလေသာတွေတိုးလို့ရှိရင်ခုနကိလေသာကိုလျှော့ချဖို့ဖယ်ရှားဖို့ဆိုတဲ့ကျင့်စဉ်ကနေလမ်းလွဲသွားပြီလမ်းလွဲသွားရင်မိစ္ဆာပฏิပဒါခေါ်တာပဲနော်မိစ္ဆာပฏิပဒါခေါ်တာပဲဘုရားရဲ့ကျင့်စဉ်ကနေလမ်းချော်သွားတယ်ဒီအစာလေးတစ်ခုကနေမှဒါလမ်းချော်သွားတယ်ဒါကြောင့်မို့လို့အစာစားတဲ့အခါမှာသူကအစာအာဟာရပေါ်မှာမဲ့မော
မရှိပဲကိလေသာကလွတ်မြောက်တဲ့အသိပညာနဲ့စားရမယ်လို့ပါဠိတော်တွေထဲမှာကြတော့ရှင်းရှင်းလေးပြောဟောထားတယ်နော်ရှင်းရှင်းလေးဟောတာသူကဒါယဟန်နေဒီကျင့်ရမှာမဟုတ်ဘူးအလုံးနဲ့သက်ဆိုင်တဲ့တရားတော်တွေပဲသောတံပိဋကပါတံဒီမရှိမမတိဝရမရှိမနိကေပါဠိတော်မှာလာတဲ့စကားပိုက်ကလေးတစ်ခုကအဂတိတော်အာရပေါ်မှာမက်မောမောမရှိဘူးတဲ့အမုန်းစီတော်ကြိုက်လုံးလို့တဲ့မတဲ့တွေးဝေးမိန်မောစိတ်နဲ့စားတာမဟုတ်ဘူးတဲ့အနိသောပန်တော်ခိလေသာရဲ့လွှမ်းမိုးထားမှုကိုခံရတဲ့စိတ်နဲ့စားတာမဟုတ်ဘူးအာဒီနဝဓတ္တဝီအစာစားလိုက်လို့ရှိရင်ဒီအစာရဲ့အပြစ်ကကိုစားလိုက်တဲ့အစာဟာအာရိပတိကုလတင်ညာရှုထောင့်ကနေကြည့်လိုက်လို့ရှိရင်လက်နိုင်လိုက်တဲ့အချိန်ကစပါးစပ်ထဲထည့်လိုက်ကြတဲ့ဒီအစာဟာမတန်ရှင်းတော့သူများကြွေးလို့မရတော့ပါးစပ်ထဲဝါပြီးသူများကြွေးလို့မရတော့ဒီအစာရဲ့တန်ရှင်းလက်ဆက်မှုတွေကခဏလေးပဲရှိတယ်နော်ပါးစပ်ထဲထည့်လိုက်ပြီးတဲ့နောက်မှာခြေကိုးပေါက်တော်တာကထွက်လာသမျှတွေဟာအကုန်လုံးယွန်စရာတွေကြီးဖြစ်ကုန်စားတော့ကတော့အများအလယ်မှာပျော်ပျော်ပါပါခန်းခန်းနာနာစားကြတယ်အဲ့ဒီအစားတွေအချိန်တန်လို့ဖိုက်ထဲကနေပြီးပြန်ထုတ်ပြီးစွန့်ပြရမယ်ဆိုတဲ့အချိန်ကျတော့ toilet လေးထဲမှာတယောက်တည်းချက်ထိုးပြီးတော့စွန့်ပြကြရလာတဲ့ result ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါအာဒီနဝငါတို့စားတဲ့အစာဟာတွေရဲ့အပြစ်နာစာတွေပါလားရောစရာတွေပါလားဆိုအာဟာရပฏิကူလသိနော်အဲ့ဒါကိုပြောတာအာဒီနဝတတ္တဝီဖြစ်ပေါ်လာတဲ့အစာအာဟာရရဲ့တက်တန်းလေးရလဲအမှန်တမ်းတိုးတယ်ပါးစပ်ထဲရောက်သွားတဲ့ကသူများပြေလို့မရတော့ဘူးဖိုက်ထဲရောက်ပြီးတော့ချိန်တန်လို့စွန့်ပြရပြီဆိုတဲ့အချိန်မှာအလုံးကယွန်ရှာကြတဲ့အနေအထားမျိုးရောက်သွားတယ်ခန်းခန်းနာနာခမ်းမကြီးတွေထဲမှာခုံရှိသေးရှိပုဂ္ဂိုလ်တွေခြားထဲမှာစားထားတဲ့အစာတွေဟာနောက်ကြတော့တိတ်တိတ်ပုံးပြီးတော့တယောက်တည်းစွန့်ပြရတဲ့အနေအထားမျိုးရောက်သွားတယ်ဆိုတော့ဒီအစာဟာဘယ်လိုလုပ်ပြီးတော့နှိမ့်သက်စရာကောင်းတယ်လေအဲ့တော့သူမစားလို့လည်းမဖြစ်ဘူးသူစားတာကခန္ဓာကိုယ်အသက်ရှိဖို့တည်တတ်မှုအင်အားရှိဖို့ဆိုတဲ့ရွေးချက်လေးရတာမှန်ကန်တဲ့ရွေးချက်လေးပဲအဲ့ဒါလေးနဲ့စားအဲ့ဒါကိုပြောတာဒီအာဒီနဝဓတ္တဝီနောက်ဆုံးကနိတ္တရဏပညောတဲ့ကိလေသာကဘလို့ထွက်ရမယ်ဆိုတဲ့ထွက်ကြောင်းလမ်းကိုသိတဲ့ပညာကိုနိတ္တရဏပညာလို့ခေါ်တယ်နိတ္တရဏပညောပရိဘုံစတိအထီးကတော့အဲ့ဒါစားတဲ့အပေါ်မှာဖြစ်ပေါ်လာနိုင်တဲ့ရတ္တတဏှာအစာကောင်းပေါ်မှာမက်မောမောစားတဲ့ရတ္တတဏှာကိုငါတို့ကဖယ်ရှားမယ်အဲ့ဒီလိုသိတာကိုနိတ္တရဏပညာလို့ခေါ်တယ်အဲ့ဒီပညာနဲ့စားရမယ်လို့ဆိုလို့တမဟာပြည့်ကြည့်ပဲဆိုရင်စားရတော့မှပဲဟိုချုပ်ချယ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးကိလေသာဖယ်ရှားဖို့ရှင်ထဲက positive ဖြစ်နေတဲ့ကိလေသာတွေ negative ဖြစ်ဖို့ဆိုရင်တော့ဒါလို့ကိုလိုရတယ်ပေါ့ဘုန်းကြီးတို့တွေဒီတိုင်းနေမယ်ဆိုလို့ရှိရင်အစာအာဟာရတစ်ခုတည်းနဲ့ဒုက္ခရောက်သွားကြတာအများကြီးပဲလေနော်ကျမကြီးထိခိုက်တယ်အစအသက်ဆုံးရှုံးတယ်ကိလေသာတိုးပွားပြီးနောက်မှတန်တရားမှာဆင်းရဲဒုက္ခတွေနဲ့ဘဝစက်သိမ်းမကောင်းတာတွေဒါဒီဘောဇနီအစာအာဟာရနဲ့ပတ်သက်လာတဲ့အကျိုးဆက်တွေဒါဖြစ်တယ်ဆိုတာကိုအလေးနဲ့ထားပြီးတော့ဆင်ခြင်စဉ်းစားကြည့်ရသတနာကိုအကြောင်းပြုပြီးတော့မတည့်ဘူးဆိုတဲ့အစာလဲစားမယ်ပြီးမှဆေးတော့မယ်အတွေးတွေဝင်လာပုံချိ
တချို့ကျတော့ဝါဝစားပြီးသေးမယ်ဆိုတဲ့လူတော်ရှိဘဝကိုတော့ဆုံးသက်နိုင်လောက်အောင်သူကပြင်းထန်ဒီဘဝပြင်းထန်တယ်ဒီဘဝတွေရပ်သွားမှာမဟုတ်ဘူးဒီတဏှာဘဝဆက်တိုင်းလိုက်ပြီးတော့ဒုက္ခပေးမှာဖြစ်တယ်အဲ့ဒီသဘောလေးတွေကိုဆင်ခြင်ပြီးတော့ဒီအာဟာရကိုမိဝဲသုံးဆောင်အောင်မှာဖြစ်တယ်လို့ရှင်နန္ဒရှင်းပြပုံလေးကိုကြည့်ရအောင်အာဟာရကိုစားတဲ့အခါမှာတဲ့မထားရမယ့်ရွေးချက်၄မျိုးဒါမှန်ကန်တဲ့ရွေးချက်ရှိဖို့လိုအပ်တယ်ပေါ့ဘာနဲ့ဘာကြောင့်ခုဒီကနေ့ခေတ်ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေတဲ့အချိန်လေးမှာကြည့်ဘာကြောင့် master နော်နှာခေါင်းစီးပါဇက်ကဘာကြောင့်တာဘာကြောင့်လက်ဆေးရတယ်လဲဘာကြောင့်တုံးနဲ့တူရောရောနော်နော်မနေပဲနဲ့ခတ်ခွာခွာနေရတယ်လေအဲ့သဘောပဲယောဂမကုဆက်အောင်လို့နေတဲ့သဘောပဲအစာစားတဲ့အခါမှာလည်းပဲအဲ့ဒါလို့မကုဆက်အောင်ရှောင်ရမယ့်ဟာနဲ့ဆောင်ရမယ့်ဟာနှစ်ခုရှိတယ်အဲ့ဒီမှာရှင်နန္ဒကရှင်းပြတာလေးကနေဝတဝါယတို့ပြောဖို့ပါဖို့အာကစားလုပ်ဖို့စားတာမဟုတ်ဘူးခရံကိုတည်တတ်မှုစားတယ်နမရယမန်ရဖို့စားတာမဟုတ်ဘူးနော်ခန္ဓာကိုယ်ဗလာတောက်လာအောင်စားတာမဟုတ်ဘူးနော်အပြိုင်မှုစားတာမဟုတ်ဘူးနမန္တနာယအသားရည်စုပ်ပြည့်ပြီးဖြိုးပြီးတော့အလှတိုးအောင်စားတာမဟုတ်ဘူးနဝိဘုဒ္ဓနာယတင်းတော့တင်းတယ်တစားဆင်ဖို့စားတာမဟုတ်ဘူးလို့ဒါရိုးရိုးလေးရှင်းရှင်းလေးရသော်ဗျာရှင်းရှင်းလေးဒီသုဒ္ဓနေမှာဒီတိုင်းပဲဖွင့်ဆိုတယ်အများအားမြန်မာလိုလဲရှိတ်တာတွေမှာဆိုလို့ရှိကြပါတယ်ဤသည့်စားဝဲအမဲမဲကိုမြူးရမှန်ကြွလှပရေးစင်ပြဖြိုးခြင်းငါမသုံးပါဘူးဆိုတာအဲ့ဒါပြောတာနော်မသုံးပါဘူးအဲ့ဒါတွေအတွက်ရည်ရွယ်ပြီးတော့စားတာမဟုတ်ပါဘူးဆိုတာဒီမှာပါဠိတော်မှာနေဝတဝါယမြူးဖို့ပြောဖို့ကစားဖို့မန်ယနမရယမန်ယဖို့နမန္တနာယအလှဆင်ဖို့နဝိဝဒနာယအသားရည်ပြဖြိုးဖို့ဆိုတာမျိုးတွေဒီဟာတွေအတွက်စားတာမဟုတ်ပါဘူးဘာအတွက်စားတာတော့ဆိုရင်ယာဝတိဝဣမတကာသထိတိယယပနာယဘဝဟာသက်ရှိနေမှာယတ္တိနိုင်တာဖြစ်တယ်အဲ့ဒီအသက်ဆက်ပြီးတော့ယတ္တိနိုင်ဖို့ဝိတုပရတိယဗြဟ္မစရိယဒုက္ခယပင်မခန္ဓာကိုယ်ပင်မမှုမရှိဘဲနဲ့ညသောခြင်းကိုကျင့်နိုင်ဖို့ဒါတော့ယဟန်တွေကိုရည်ရွယ်ပြီးတော့လုပ်တာဆိုတမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်အတ္တဟိတပရဟိတကိုယ်အကျိုးသူအကျိုးတိုင်းပြည်အကျိုးလူမျိုးအကျိုးမိသားစုအကျိုးဆိုတဲ့အကျိုးစီးပွားတွေကိုဆောင်ရွက်နိုင်ဖို့ဘာမှဆောင်ရွက်နိုင်ဖို့လို့ဆိုရယ်ဒါထားမယ့်ရွေးချက်လေးတွေထားမယ့်ရွေးချက်လေးတွေကိုသူတို့ပြတယ်ခန္ဓာကိုယ်တည်တံ့ကြောင်းဖြစ်တဲ့ဇီဝိတ္တိတွေဟာမြတ်မြတ်တတာအသက်ဆက်နိုင်ဖို့ဝိတုပရတိယမစားရလို့ရှိရင်ဆာလောင်ပြီးတော့ပင်မဆင်းရဲမယ်အလုံးလုံးနိုင်မှာမဟုတ်ဘူးအဲ့တော့ပင်မဆင်းရဲမှုမရှိပဲအလုံးလုံးနိုင်အောင်စားတယ်နောက်စားခြင်းကြောင့်ဒီတတိပြုရမယ့်ဟာဘာလို့ဟုတ်တယ်ဒီရွယ်ချက်နဲ့စားတာမှန်တယ်ဒါပေမဲ့လို့မစားခင်ကရှိတဲ့ဝေဒနာစားလို့ဖြစ်တဲ့ဝေဒနာဆိုတာနှမျိုးဖြစ်လာမစားရင်လည်းဝေဒနာဖြစ်မယ်စားရင်လည်းဝေဒနာဖြစ်မယ်မစားလို့ဖြစ်နေတဲ့ဝေဒနာဘာလို့ဆိုရင်ဆာလောင်မွတ်သိခြင်းgastric ထွက်တာတို့ဘာတို့ပေါ့နော်ခုခေတ်လို့ပြောရင်တော့အဲ့တော့
gastric ပေါ့ဒီအစာအိမ် acid လောင်ခံရမယ်မစားခြင်းကြောင့်ဖြစ်တဲ့ဝေဒနာကိုဝေဒနာဟောင်းလို့ခေါ်တယ်နောက်တနည်းအဓိပ္ပာယ်ဖွင့်တာတော့ဝေဒနာဟောင်းဆိုတာအတိတ်ကံကြောင့်ခုခန္ဓာကိုယ်မှာဖြစ်ပေါ်လာမဲ့ဝေဒနာဟာကံတစ်ခုတည်းနဲ့ဒီကံတစ်ခုတည်းကနေပြီးတော့ဒီယောဂဝေဒနာကိုမဖြစ်စေနိုင်ဘူးလက်ရှိမတည့်တာစားခြင်းဆိုတဲ့အာဟာရနဲ့ပေါင်းစားလိုက်မှဒီယောဂဝေဒနာဖြစ်တာအဲ့တော့မတည့်တာမစားဘဲနဲ့ရှောင်လိုက်ခြင်းအပြင်ကံကသူ့တစ်ခုတည်းအလုံးလုံးလို့မရဘူးနော်ကံကအကျိုးပေးခြင်းကိုလုံးလုံးလို့မရဥပမာမဲ့လူတယောက်ဟာသေရမဲ့ကံပါပြီမဲ့တို့သူတို့ခင်မှာလိမ်မြန်မရှိဘူးဆိုရင်လိမ်မြန်ပြက်ကြပြီးသေတာမရှိဘူးပေါ့ဆိုလိုတာတခုနဲ့ပေါင်းဆက်မှဖြစ်တာနော်accident ဆိုတာပေါင်းဆက်လာအတိတ်ကံနဲ့ဒီဖြစ်တာနဲ့ပေါင်းဆက်အဲ့တော့ပုရဏဝေဒနာဆိုတာအဲ့ဒါမျိုးလည်းဆိုလိုတယ်ပေါ့နဝိသဝေဒနာဆိုတာဒီစားလိုက်လို့ရှိရင်သူကအတိုင်းအတာတစ်ခုနဲ့မစားဘဲနဲ့ပိုစားလိုက်လို့ရှိရင်သူကဘာဖြစ်လာတော့ဆိုအ ਨੇ ဆုံးနေထိုင်မကောင်းဘိုင်အင်းလာတယ်ဘိုင်တင်းနေဆိုတာဒါအသစ်ဖြစ်လာတဲ့ဝေဒနာအစာမကြေတာဖြစ်လာနိုင်တယ်အဲ့တော့စားတဲ့ပုဂ္ဂိုလ်တိုင်းဟာဝေဒနာဟောင်းလည်းမဖြစ်စေရဘူးဝေဒနာအသစ်လည်းမရစေရဘူးဆိုတဲ့ဆင်ញင်တုံတရားနဲ့စားဖို့ဆိုတာပြတာအဲ့ဒါမှတိကျသေးကြတယ်ဝေဒနာဟောင်းလည်းမဖြစ်စေနဲ့ဝေဒနာအသစ်လည်းမဖြစ်စေနဲ့မတည့်တာစားခြင်းအပြင်ယောဂဝေဒနာတွေကံကြောင့်ဖြစ်လာတဲ့ယောဂဝေဒနာတွေကဝင်လာနိုင်တယ်မတည့်တဲ့အစာအာဟာရစားလို့ရှိရင်ကံကအကျိုးပေးဖို့အခွင့်သာလာတယ်အဲဒါကြောင့်မို့ဝေဒနာအသစ်လည်းမဖြစ်စေရဘူးယတရာသမေဘဝိတတိအနာဝိဇ္ဇတာသဖတ်သူရတော့ယတရာဆိုတာနေလို့ထိုင်လို့သွားလို့လျှောင်းထိုင်ရသွားဣရိယာပုတ်၄ပါးဘဝကြီးမှာလူတွေရဲ့ကိုယ်ကာယလက်ပတ်နေတာဟာသွားလိုက်လျှောင်းလိုက်ထိုင်လိုက်အိပ်လိုက်စသဖြင့်ဒီဣရိယာပုတ်၄ပါးနဲ့လက်ပတ်လို့ရတာဣရိယာပုတ်တစ်ခုတည်းနဲ့နေရင်သူကမဖြစ်နိုင်နော်မဖြစ်နိုင်ထိုင်ကြီးနေလို့လည်းမရဘူးအိတ်ကြီးနေလို့လည်းမရဘူးသွားကြီးနေလို့လည်းမရဘူးလျှောင်းထိုင်ရသွားဣရိယာပုတ်၄ပါးမျှတအောင်နေတာကိုယတရာလို့ခေါ်တယ်အဲ့ဒီကြမှာဘဝဆက်နိုင်တယ်ညို့ဆိုပြိုလဲသွားနိုင်တဲ့ခန္ဓာအိတ်ကြီးကအနဝိဇ္ဇတာသဖတ်သူရတော့စာကိုစားတဲ့အစာဟာပြစ်ကင်းတာဖြစ်ပြစ်ကင်းတဲ့အစာဒါကတော့ခြုံငုံပြီးတော့ပြောလိုက်တော့ပြစ်မရှိတဲ့အစာနဲ့နောက်ဆုံးမှာအစာအာဟာရရဲ့ထောက်ကူရတဲ့အခါမှာဖာတုဝိဟာရလုံးကိုင်းလို့ကောင်းတယ်နော်အလုံးနိုင်တယ်မောပန်းခြင်းမရှိဘူးတရားအထုတ်ရင်လည်းတရားအထုတ်နိုင်တယ်အမေဖေကိုပြုစုရင်လည်းပြုစုနိုင်တယ်ကိုယ်အကျိုးစီးပွားသူများအကျိုးစီးပွားကိုဆောင်ရွက်ရင်လည်းဆောင်ရွက်နိုင်တယ်ဆိုရယ်ဒါတွေဟာဖာတုဝိဟာရပဲအဲ့ဒါတွေအတွက်လွယ်ကူခန္ဓာကိုယ်သုံးချပြီးတော့လုံနိုင်ကိုင်းနိုင်သွားတယ်လို့ဆိုလိုတာအဲ့တော့ဒီနေရာမှာဒီဝိတ္တိမေကျမ်းကြီးကိုဖွင့်တဲ့ပရမတ္ထမင်စုသာလို့ခေါ်တဲ့ဝိတ္တိမေမဟာတိကကျမ်းမှာအင်္ဂါရက်တွေကိုပေါင်းပြထားတာရှိတယ်ဒါတော့ဘ ਹੁ တုဒ္ဒအနေနဲ့မှတ်ဖို့ပေါ့နော်အခုအင်္ဂါရက်တွေကိုပေါင်းပြထားတဲ့အခါမှာအင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့အာဟာရလို့သူတို့ဆိုလို့လူတွေစားတဲ့အခါမှာမထားရမယ့်ရည်ရွယ်ချက်ထားရမယ့်ရည်ရွယ်ချက်အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့အာဟာရလို့ဒါတော့ပါဠိနဲ့ပတ်သက်ပြီးတော့မှတ်သားခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ထည့်ပြီးတော့မှတ်သားဖို့ပါနေဝတဝါယပြုလူပြောပါကစားဖို့မဟုတ်ဘူးဆိုတာတစ်ချက်နမရာယမန်ရေးဖို့မဟုတ်ဘူးဆိုတာတစ်ချက်နမန္တနာယတန်စာဆင်ဖို့မဟုတ်ဘူးဆိုတာတစ်ချက်နဝိဖုဒနာယလှပတင်တယ်မှုဆိုတာမဟုတ်ဘူးဆိုတာဒါတစ်ချက်ဒါကပဲ့တဲ့အင်္ဂါအနေနဲ့သူက၄ချက်နောက်တစ်ခုကဣမတကာယတထိတိယယာပနာယ
ခန္ဓာအသက်တည်တံ့မြတ်တာဖို့ဆိုတာဒါတစ်ချက်ဝိတုပရတိယဗြဟ္မစရိယနုခာယပင်မမှုကင်းပြီးတော့အလုံးလုံးနိုင်ဖို့မြတ်သောခြင်းကိုကျင့်နိုင်ဖို့ဆိုတာတစ်ချက်ပုရဏိစ္စဝေဒနာပฏิဟင်္ဂာမိနဝိစ္စဝေဒနာနောက်ပါတိတာမိဝေဒနာဟောင်းလဲဖယ်ရှားနိုင်ရမယ်ဝေဒနာအသစ်ကိုလည်းမဖြစ်စေရဘူးဆိုတာတစ်ချက်ယတရာသမေပဝိတတိဣရိယပထမြတ်တာပြီးတော့ကျမ်းမာဖို့ဆိုတာဒါတစ်ချက်အားလုံးပေါင်းတော့ဒီထိအောင်၈ချက်လို့ဒီလိုသတ်မှတ်တယ်နော်နောက်ဆုံးနှစ်ခုကတော့အနဝိဇ္ဇတာသဖာသုဝိဟာရောစာဆိုတာတော့စားသုံးခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတာစားတဲ့အင်္ဂါရထဲမှာမပါဘူးအဲ့တော့ဆိုလိုတာကဒီ၈ချက်ခုပြောရတဲ့၈ချက်ကမထားရမယ့်ရည်ရွယ်ချက်၄မျိုးထားရမယ့်ရည်ရွယ်ချက်က၄မျိုးအလုံး၈ခုလို့ဆိုလိုတယ်နော်မထားတဲ့ရည်ရွယ်ချက်က၄မျိုးထားတဲ့ရည်ရွယ်ချက်က၄မျိုးနှစ်ခုပေါင်းတော့၈မျိုးကိုစားတဲ့အစာဟာအဲ့ထဲမှာဘောင်ဝင်သွားမယ်ဒါဘောဇနိမတ္တညူဆိုတာအစာရနဲ့ပတ်သက်ပြီးတိုင်းတာကိုသိတယ်ဆိုတာဒီအသေးပဲကိုပြောပါတယ်လို့ရှင်နနာဒီလိုဖွင့်ပြရှင်နနာဖွင့်ပြတာဟာသူ့သဘောနဲ့ဖွင့်ပြတာမဟုတ်ဘူးမြတ်စွာဘုရားဟောသမျှလဲသုတ်တန်နေမှာဒီတိုင်းပဲဒါပိဋကစာပေမှာတိတိကျကျဆိုထားတဲ့စကားလေးပဲနော်တိတိကျကျဆိုထားတဲ့စကားလေးအဲ့တော့အစာအာဟာရ၌အတိုင်းတာကိုသိတယ်ဆိုတာဘာကိုသိတာလဲလို့ပြောရင်မထားရမယ့်ရည်ရွယ်ချက်ထားရမယ့်ရည်ရွယ်ချက်အသိပညာဖြင့်သိသူဆိုလို့ရနော်ပညာနဲ့စာမထားရမယ့်ရည်ရွယ်ချက်ထားရမယ့်ရည်ရွယ်ချက်နောက်တစ်ခါစာပေကျမ်းကမှာနာမည်ကြီးတဲ့တီယိုကျော်မှာအထက်ကရာတွေခေတ်မှာတော်တော်နာမည်ကြီးခဲ့တဲ့မထေရကြီးတစ်ပါးရှိတယ်မဟာသီဝမထေရလို့ခေါ်တယ်အဲ့ဒီမဟာသီဝမထေရရဲ့မိတ်ဆွေချက်ကတမှုထူးခြားတယ်အစာစားတယ်ဆိုတာတဲ့နော်အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့အစာဆိုတာတဲ့မထားရမယ့်ရည်ရွယ်ချက်၄ပါးကိုဖယ်လိုက်ပါတဲ့အဲ့ဒါအစားတဲ့ထဲမှာမထားဘူးဆိုတာကြွတင်ပြီးတော့ဒီရွယ်ချက်မျိုးနဲ့မစားဘူးထားရမယ့်ရည်ရွယ်ချက်၈မျိုးကိုသူကတွက်ပြတာထားရမယ့်ရည်ရွယ်ချက်၈မျိုးကဘာတော့လို့ဆိုခန္ဓာကိုယ်တည်တံ့ဖို့နော်ဒါတစ်ခုအသက်ဆက်နိုင်ဖို့ယာပနာယဒါတစ်ခုဝိဟိန္တုပရတိယပင်မမှုကင်းဖို့ဒါတစ်ခုဗြဟ္မစရိယနုခာယမြတ်သောအကျင့်ကိုချစ်နိုင်ဖို့ဆိုတာဒါတစ်ခုဒါ၄ခုနောက်တစ်ခုကတော့ဥရဏိစ္စဝေဒနာပฏิဟင်္ဂာမိဝေဒနာဟောင်းကိုဖယ်ရှားမယ်နဝိစ္စဝေဒနာနောက်ပါတိတမိဝေဒနာအသစ်ကိုမဖြစ်စေဘူးအဲ့တော့ဝေဒနာဟောင်းကိုဖယ်ရှားမယ်ဆိုတာတစ်ခုဝေဒနာအသစ်ကိုမဖြစ်စေဘူးဆိုတာတစ်ခုယတရာသမေဘဝိတတိဣရိယပထမြတ်တမယ်ဆိုတာတစ်ခုအနဝိဇ္ဇတာအပြစ်ကင်းမှုကိုရရှိမယ်ဆိုတာတစ်ခုအဲ့ဒီက၄ခုပေါင်းလိုက်တော့၈ခုဖာသုဝိဟာရောဆိုတာစားခြင်းရဲ့အာနိသင်အကျိုးကျေးဇူးကိုဖော်ပြတယ်လို့ဒီ analyze လုပ်တဲ့အခါမှာဒီပါဠိကို analyze လုပ်တဲ့အခါမှာအင်္ဂါ၈ပါးနဲ့ပြည့်စုံသောအာဟာရကိုစားသုံးတယ်လို့ဆိုတာဒီလေးပဲကိုဆိုလိုတယ်လို့ဒါမဟာသီဝမထေရရဲ့ရှင်းပြချက်ပေါ့နော်မဟာသီဝမထေရအများရဲ့ရှင်းပြချက်ကတော့ခုနအဲ့တော့ဆိုလိုတာကတော့ဒီပိဋကသုံးပုံမှာပါတဲ့ဒီရှင်းပြချက်တွေဟာအဗ္ဗဓမ္မတိကျသေချာပြီးတော့ဒီတိုင်းခြုံလိုက်ငုံလိုက်မယ်ဆိုလို့ရှိရင်မထားရမယ့်ရည်ရွယ်ချက်နဲ့ထားရမယ့်ရည်ရွယ်ချက်ဖြစ်ပေါ်လာမယ့်အကျိုးကျေးဇူးဒါတွေကိုသိရှိတဲ့ပညာနဲ့
အစာအာဟာရကိုစားပါလို့ဒီလိုဆိုလို့တယ်နော်ဒါပညာနဲ့သွားတဲ့ကိစ္စဒါမို့လို့မတ်တင်ညူဘောဇနီမတ်တင်ညူအစာစားတဲ့နေရာမှာပမာဏကိုသိတယ်ဆိုတာဒါပြောတာပမာဏကိုသိတယ်ဆိုတာပမာဏဆိုတာဒီအချက်တွေကိုပြောတာနော်ဒီအချက်တွေပြောတာဝိကြခြင်းလို့ရှော့စားတာမျိုးတို့ဒါမျိုးမဟုတ်ဘူးသူကပမာဏအတိုင်းတာဆိုတာဘယ်လောက်ဆိုတာဒီအချက်တွေပါဖို့လိုတယ်ဒါတွေကိုသိဖို့အဲ့တော့ရည်ရွယ်ချက်တွေကအမှန်တမ်းကောင်းတယ်ဘောဇနီဒါဘုရားဘာသာဝင်သူတော်စင်ကြီးဟာအမှန်တမ်းသိလိုက်တဲ့အချက်တွေဖြစ်တယ်အဲ့တော့ဒါတွေသိတော့ခုနဘာအကျိုးရှိတော့ဆိုရင်ခုနပြောလို့ကြိုက်လို့စားတာဆိုတာမရှိတော့ဘူးနော်ကြိုက်လို့စားတာတို့မမေမောစားတယ်ဆိုတာလည်းမရှိတော့ကိုယ်နဲ့မတည့်ဘူးဆိုရင်လည်းဖယ်နိုင်တယ်တဲ့တယ်ဆိုရင်လည်းအတိုင်းတာတစ်ခုနဲ့စားတယ်ဒါတိလို့ဆိုလို့တယ်နောက်ပိုင်းကျတော့ဒါကိုချုပ်ပြီးတော့အထက်ကရာတွေကအချင်းချုပ်ပြောတဲ့အခါကျတော့အတိုင်းတာဆိုတာသူတို့ကဘာတုံးလို့ဆိုတဲ့အခါမှာနောက်ပိုင်းပြောလာတဲ့စကားရပ်တွေကတော့ပရိယေတနာပမာဏဒါဘုန်းကြီးတွေဆွမ်းခံတဲ့အခါမှာလည်းပဲကိုလိုအပ်တဲ့အတိုင်းတာလောက်ပဲခံပါလို့ရှာဖွေပါလို့ဒီလိုဆိုလို့တယ်ဒါတခုပဋိခေနပမာဏလက်ခံတာလည်းပဲကိုအတိုင်းတာလေးတခုလောက်ပဲထည့်ပါဥပမာဘူဖေးစားရင်ကိုစားနိုင်တော့ပဲထည့်အပိုးတွေသုံးမပြည့်နဲ့ဒီလိုဆိုလို့တယ်ပဋိခေနပမာဏအဲ့ဒီကိုဝမ်းနဲ့ကိုချင်းချင်းတတ်တာနောက်ပရိဘောကစားတာလည်းပဲကိုနဲ့တိုင်အောင်ဘလောက်ဆိုရင်ကိုမှလုံလောက်ပြီဆိုရင်အဲ့ဒီတိုင်တာတစ်ခုနဲ့စားပါတယ်ဝိသေသနာကြံလို့စွန့်ပြည့်ရင်လည်းပဲပုံမောလောကြီးမဖြစ်အောင်တိုင်တာတစ်ခုနဲ့ဆိုလိုတာကအစာအာဟာရနဲ့ပတ်သက်ပြီးဒါနောက်ပိုင်းကျတော့အလေလွင့်ထိမ့်သိမ့်တာတွေပါထည့်ပြီးတော့ပါလာတယ်နော်ထည့်ပြီးပါလာအဓိကကတော့ခုနထားရမယ့်ရည်ရွယ်ချက်နဲ့မထားရမယ့်ရည်ရွယ်ချက်တွေကသိဖို့ရအဓိကအဲ့ရည်ရွယ်ချက်တွေနဲ့စားရမယ်လို့ဆိုနောက်ပိုင်းကျတော့ရှာဖွေခြင်းလက်ခံခြင်းအသုံးပြုခြင်းစွန့်ပစ်ခြင်းဆိုတဲ့ဟာတွေကိုအတိုင်းအတာထဲမှာထည့်သွင်းပြီးတော့လာတယ်ဆိုတာတွေ့နေရတယ်နော်ဒီပုဂ္ဂိုလ်ဖွင့်တဲ့အခါမှာဘောဇနီအစာအာဟာရစားတဲ့အခါမှာမတ်တင်ညူအတိုင်းအတာကိုသိသူဖြစ်ရမယ်ဆိုတာဒီဟာကိုမြတ်စွာဒီရှန္ဒနာကရှင်းပြတာဒါဟာလူတွေအတွက်နေ့စဉ်အမှန်တမ်းအရေးကြီးပါတယ်လို့ဘောဇင်ဟာဘယ်လောက်ထိအရေးကြီးတုံးဆိုတော့လူတွေကအသက်ရှိမှုမရှိမှုမှာဒီကံတရားပေါ်မှာတည်တယ်လို့ပြောနေကြတယ်အမှန်ကတော့ဗမာစကားအရကြည့်လိုက်မယ်ဆိုရင်ဥစ္စာကံဆောင်အသက်ဉာဏ်ဆောင်ဥစ္စာကံဆောင်ဆိုတဲ့စကားရှိတယ်နော်အသက်ဉာဏ်ဆောင်ဆိုတာအဓိကကတော့စားရတော့တာနဲ့ပတ်သက်တယ်အသက်ရှိမှုမရှိမှုမှာအကြောင်းနှစ်ခုရှိတယ်ပစ္စုပန်အကြောင်းနှစ်ခုရှိတယ်အတိတ်အကြောင်းကတော့ကံပေါ့ဒါကံပေးထားတဲ့ဟာအတိတ်အကြောင်းသို့တော့လက်ရှိပစ္စုပန်အကြောင်းကပို့ပြီးတော့အရေးကြီးတယ်အဲ့ဒါဘာလို့ဆိုရင်ဥဒုနဲ့ဘောဇင်ကိုနဲ့တင့်တော်တဲ့ရာသီဥတုမှာနေမယ်ကိုနဲ့တင့်တော်တဲ့အစာဝါစားမယ်ဆိုလို့ရှိရင်အသက်ဟာရှည်နိုင်တယ်လို့ဆိုလို့အသက်ရှည်ခြင်းတိုခြင်းသည်ဥဒုနဲ့အာဟာရပေါ်မှာမူတည်တယ်လို့သူတို့ဆိုတယ်ဥဒုနာဘောဇနေနာအာယုဟာယတိပိဝဋ္ဌတိပိတဲ့ဥဒုနဲ့အာဟာရပေါ်မှာအမိပြုပြီးတော့အသက်ဟာရှည်တဲ့အခါရှည်တယ်တိုတဲ့အခါတိုးတယ်လူတယောက်မှလည်းပဲထို့တူပဲဥဒုအာဟာရကိုမိပြီးတော့အသက်ရှည်ခြင်းအသက်တိုးခြင်းဆိုတာဖြစ်တယ်အဲ့တော့အသက်ဉာဏ်ဆောင်လို့ဆိုတာဟာအဓိကအပြင်ကိုယ်နဲ့သိမသိအစာအာဟာရကိုယ်နဲ့သွားတဲ့မသွားတဲ့လှုပ်တဲ့မလှုပ်တဲ့နေတဲ့မနေတဲ့ဆိုတာလည်းစပြီးတော့အသိဉာဏ်အသက်ကိုရှင်းစေနိုင်တယ်လို့ဆိုနိုင်တယ်ပေါ့နော်အဲ့တော့ကံကအဓိကမဟုတ်ဘူးလားလို့မေးစရာရှိကောင်းရှိလိမ့်မယ်မေးကောင်းမေးလိမ့်မယ်ကံကအဓိကမဟုတ်ဘူးအသက်ရှိဖို့အတွက်ကံကအဓိကမဟုတ်ဘူးဥပမာရှင်းတာတစ်ခုပြောပြ
ရားဖြစ်ဖို့ပါရမီဖြည့်တယ်ဆိုတာကံညံ့တူတယ်ပါရမီ7ပါးဆိုပါစို့ကသဗ္ဗမြတ်စွာဘုရားအလောင်းကောရမမြတ်စွာဘုရားအလောင်းဒီနှစ်စုကိုပဲစဉ်းစားကြည့်နှစ်စုစလုံးဟာအလောင်းတော်ဘွားကပါရမီဖြည့်ခဲ့ကြရတာတူတူပဲလေးသိန်းချင်းတဲ့ကဘာတသိန်းပါရမီဖြည့်ရတယ်ဟုတ်ပြီဘုရားဘွားရောက်လာတဲ့အခါမှာကသဗ္ဗဘုရားအလောင်းကအသက်2000တန်းမှာဘုန်းတို့အသက်2000နေရတယ်ပေါ့ဒီပါနေရတယ်ကောရမမြတ်စွာဘုရားရဲ့အလောင်းကြတော့အသက်100တန်းမှာပွင့်တော့တက်တော့80ပဲနေရအဲ့ဒါဘယ်သူကဆုံးဖြတ်တာလဲကံချင်းတူမဲ့ဆိုလို့ရှိရင်ကောရမဘုရားအလောင်းနဲ့2000နေရမှာပေါ့ဒီကဘာမှာပွင့်သွားတဲ့ဘုရားတွေဆိုလို့ရှိရင်ကကုသန္တမြတ်စွာဘုရားကတက်တော့4000ကောဏဂုဏမြတ်စွာဘုရားတက်တော့3000ကသဗ္ဗမြတ်စွာဘုရားက2000ကောရမမြတ်စွာဘုရားက80ဘာဖြစ်လို့ကံချင်းတူရတဲ့နဲ့ဘယ်သူကနေပြီးတော့ဒီတက်တန်းတွေကိုကွက်ပြက်ချမ်းအောင်လုပ်တယ်လေလို့ဆိုတော့အဖြေထုတ်တဲ့အခါမှာခုနဥတုနဲ့ဘောဇင်ဒီနှစ်ခုနဲ့ဖြေထုတ်ပြီးဟောကသဗ္ဗဘုရားတို့ကကုသန္တမြတ်စွာဘုရားတို့အဲ့ဒီဘုရားတွေလက်ထက်ကရာသီဥတုဟာအသက်ကိုရှည်စေနိုင်တယ်အဲ့ဒီရာသီဥတုမှာစိုက်ပျိုးတဲ့သီးနှံတွေအာဟာရတွေကအသက်2000ထိအောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်တယ်ပေါ့ maintain လုပ်နိုင်တယ်ပေါ့ sustain လုပ်နိုင်တယ်ပေါ့ကိုရောဘုရားဆော့ပြလက်ထက်ကြတော့ရာသီဥတုတွေကမကောင်းတော့ဘူးမကောင်းသည့်အတွက်ကြောင့်အဲ့ဒီရာသီဥတုပေါ်မှာမှီပြီးတော့စိုက်ပျိုးရတဲ့သီးနှံတွေရဲ့အစီဩဇာဟာလူတယောက်ရဲ့အသက်ကို100ဆွန်းလောက်ပဲထိမ့်နိုင်တယ်200 300ထိအောင်မရောက်နိုင်တော့ဘူးအာဟာရမထိမ့်နိုင်တာလို့သူဆိုလို့တယ်အဲ့တော့ရှင်းရှင်းလေးဥပမာတစ်ခုကြည့်လိုက်ကံနဲ့ဆက်ဟပ်ပြီးတော့ကြည့်အောင်မျိုးစိတ်လေးတစ်ခုဆိုတာတရေပင်ကမျိုးစိတ်လေးတစ်ခုတရေစိတ်လေးတစ်ခုစိုက်လိုက်စိုက်ပြီးရင်အဲ့ဒီတရေစိတ်တွေကသူပုတ်သွားတယ်ချိန်တန်တော့ပျက်စီးသွားပြီမရှိတော့ဒါဖြင့်ဒီတရေပင်ရှင်သန်မှုအတွက်ဘယ်သူကထိန်းနေတာတော့ဆိုခုနကုတုနဲ့ရေနဲ့ပြေကနေထိန်းနေတာခုခေတ်ဆိုအောက်ဆီဂျင်တို့ဘာလို့အကုန်ပါမှာပေါ့နော်ရေမြေကထိန်းနေတာရေမြေကောင်းရင်ကောင်းသလိုဒီသေးပင်ကြီးကကြီးတယ်ကြားရှိတယ်မျိုးစေ့ကကံနဲ့အလားသဏ္ဍာန်တူတယ်ရေမြေကခုနဥဒုအာဟာရနဲ့အလားသဏ္ဍာန်တူတယ်ဘုန်းကြီးတို့ဘဝကလည်းဒီတိုင်းပဲအတိတ်ကံအနေမျိုးစေ့ချပြေလို့ဘဝရလာပြီအဲ့ဒီဘဝရလာတော့ကံကသူ့လို့လှုပ်တာပြီးသွားပြီအဓိကပရိသေတွေကိုဖြစ်စေတဲ့ကံကသူ့လို့သူပြီးသွားပြီဆက်လက်ထိန်းသွားတာပါတော့ဆိုဥဒုနဲ့အာဟာရဆက်ထိန်းသွားတာဒါမို့ရာသီဥတုကောင်းတဲ့နေရာမှာမွေးဖွားတဲ့အစာအာဟာရကောင်းတဲ့နေရာမှာလူတွေဆိုတော့ထွားထွားကြိုင်ကြိုင်ဆိုဆိုပြည့်ပြည့်ကြီးနော်ရာသီဥတုမကောင်းတဲ့နေရာတို့ခုနအာဟာရညံ့ဖြစ်တဲ့နေရာတို့ဆိုပိမ့်ပိမ့်လှီလှီဖြစ်သွားအဲ့တော့သစ်ပင်တစ်ပင်ဟာအမြေနဲ့ရေကနေထိန်းနေတယ်လို့ပဲလူတွေရဲ့ဘဝကိုလည်းပဲဥတုနဲ့အာဟာရထိန်းနေတယ်ဆိုတဲ့သဘောလေးကိုသဘောပေါက်ဖို့လိုတယ်ပေါ့ဒါကြောင့်မို့ဒီကနေ့ဘောဇနီမတ္တညူဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားတာဖြစ်တယ်အဲ့တော့ဒီဘောဇနီမတ္တညူဆိုတဲ့ကျင့်စဉ်ဟာအမှန်တမ်းအရေးကြီးလို့ဒီကနေ့ခေတ်မှာတောင်မှပဲဒီအတိုင်းအတာတစ်ခုပမာဏတစ်ခုသိတာကအစာအာဟာရပေါ်မှာကိုယ်နဲ့တင့်တော်ရုံစားနိုင်တဲ့အသိဉာဏ်ဟာကျမ်းမာရေးအတွက်များစွာအထောက်အကူဖြစ်တယ်ဆိုတာနော် intermittent fasting ဆိုတာရှိတယ်လို့ပဲရသော်ဘုရားသခင်ကိုရမြတ်ကယဟန်တွေကိုဟောတယ်ငါဟာတစ်ထပ်ပဲစားတယ်ဒါကြောင့်ငါကျမ်းမာတယ်ပေါ်ပါတယ်အထိုင်ထားသွက်လက်တဲ့ယောဂကင်းတယ်လို့မြတ်စွာဘုရားဟောတာထူးသဖြင့်အစာအာဟာရအလွန်ကျွံစားခြင်းကြောင့်ယောဂရကြတာတွေများနေတယ်လို့ပြောနိုင်တယ်ပေါ့နော်အဲ့တော့ယောဂမရခြင်းရင်ယောဂသက်သာခြင်းကိုယ်နဲ့တင့်တော်တဲ့အစာအာဟာရကိုစားမယ်အတိုင်းအတာလေးတစ်ခုနဲ့အသိပညာနဲ့စားမယ်ဆိုလို့ရှိရင်တော့ဒီကျင့်စဉ်ဟာကျမ်းမာမှုကိုထောက်ကူပြုပြီးတော့ကိုယ်ရည်မှန်းချက်ပေါင်းတဲ့ကိုရရှိနိုင်တယ်ဆိုတဲ့ကျင့်စဉ်တစ်ခုဖြစ်လို့အရေးတကြီးဘောဇနီမတ္တညူကိုမြတ်စွာဘုရားကကျင့်စဉ်ထဲမှာထည့်သွင်းပြီးတော့သေခါပုဂ္ဂိုလ်တွေကျင့်ရမယ်အကျင့်ကိုထည့်သွင်းပြီးဟောကြားထားတာဖြစ်တယ်ရှင်းနန္ဒမထေရမြတ်ကလည်းဒီအကြောင်းတွေကိုမြတ်စွာဘုရားစီကနီးရပြီးတော့ထည့်သွင်းဟောကြားတာဖြစ်လို့
နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်တွေဟာဒီအချက်ကိုအလေးနဲ့ထားပြီးတော့ဒီအချက်ဟာနိဗ္ဗာန်ရောက်ဖို့ရအတွက်များစွာထောက်ကူပြုတဲ့ချက်ဖြစ်တယ်ဆိုတော့ကိုယ်စီသဘောကျပြီးဘောဇနိမတ်တင်ညူဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း